အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တန်းနေမှာအခုဆိုရင်ကျွန်တော်2026ကျွန်တော်ပေကျင်း International Automotive Exhibition ကိုရောက်နေတယ်ဒီမှာဘာတွေရှိမလဲဆိုတော့အဓိကတော့ကျွန်တော်ကဂျီလီရဲ့ဇီကာရဲ့နဲ့လာတာဗောနော်အဲ့တော့ဒီမှာဂျီလီရဲ့ဇီကာရဲ့လိမ့်နံကိုရဲ့ဂျီလီရဲ့ဆိုပြီးတော့မှအဲ့တော့ဒီမှာကျွန်တော်တို့ဘာကားတွေပြမလဲဆိုတာကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ဒါအဓိကကတော့ကျွန်တော်တို့ဒီ motor show တွေကတော်တော်များများသူတို့ရဲ့ concept ကားတွေအဓိကထားပြီးတော့မှပြတယ်ပြီးတော့သူတို့ရဲ့နည်းပညာတွေဘာတွေပြလဲဆိုတော့ပြသပေးတာပေါ့နော်အဲ့လိုလေးအဲ့တော့ကျွန်တော်ကဒီမှာကတော့ဂျီလီကတော့စပြီးတော့မှသူက EVA ဆိုတဲ့ကျွန်တော်တို့ AI နည်းပညာကိုပြတယ်အခုနောက်ပိုင်းဒီ GS80 ဆိုပြီးတော့မှကျွန်တော်တို့ဒီကားတွေမှာဂျီလီရဲ့ဒီ hybrid ကားတွေကျွန်တော်တို့ဒီ EV ကားတွေစီကား ICE ကားတွေမှာပါလာလိမ့်မယ်ပေါ့နော်အဲ့နည်းပညာပါလာမယ် EVA ဆိုတာကျတော့ကျွန်တော်တို့ဘာနဲ့တူလဲဆိုတော့ရှောက်တူဆိုရပါမယ် AI နည်းပညာကျွန်တော်တို့ဒီ voice command တွေပေါ့နော်သူ့ကိုပဲလာခိုင်းမယ်သွားခိုင်းမယ်ဒီနေရာမှာအလုပ်လုပ်ခိုင်းမယ် robot taxi လိုမျိုးကိုစပြီးတော့မှဂျီလီကမိတ်ဆက်တာတွေ့ရတယ်အဲ့တော့အနောက်မှာဇီကာကလည်းကျွန်တော်တို့ဇီကာကလည်းထောက်ပြီးတော့မှကျွန်တော်တို့001မို့009နေပြီးတော့78 88 98ထပ်ပြီးတော့မှအစ်စ်တွေပြထားတယ်သူကလည်းကျွန်တော်9ခုနောက်ပိုင်း EV ကိုမှကျွန်တော်900ဘိုးနဲ့အားသွင်းလို့ရ7မိနစ်အတွင်းကိုကျွန်တော်တို့7မိနစ်တွေကို10 to 80% ကိုအားသွင်းနိုင်တဲ့စနစ်တွေကိုလည်းပြထားတယ်ဗောနော်အဲ့တော့နောက်ပြီးတော့ကျွန်တော်တို့ဒီ link ကိုမှလည်း link ကိုလည်းရှိရဲပြီးတော့ Galaxy ဆိုပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံမှာအခုSKD နဲ့ထွက်လာမယ့် EX5 ကိုလည်းကျွန်တော်ဗီဒီယိုလေးမှာဆက်ပြီးတော့မှကြည့်ပေးပါ EX5 ရဲ့ဒါအခုနောက်ထပ်ကျွန်တော်တို့ဂျီလီယာနေမှာဆက်ပြီးတော့မှအသစ်မိတ်ဆက်ထားတဲ့ Like Gen 2ပေါ့နော် Gen 2ဆိုပြီးတော့မှလာတဲ့ Gen 1ကကျတော့ E8 အနေနဲ့ထွက်ရှိထားတယ်ပေါ့ဒီ Gen 2ကတော့ဘယ်လိုအနေနဲ့ထွက်လာမလဲဆိုတော့ဆက်ကြည့်ပေးပါကျွန်တော်အခုစီကာကအခုပြထားတဲ့ 88 ရဲ့9ချစ်ချစ်မယ်ဒါ 07GT တော့ပုံမှန်ပဲပေါ့နော်စီကာကလူကြိုက်များလာမှများသူ့ဘုမှာတော့မှလူတွေတန်းစီနေတာနဲတာမဟုတ်အများကြီးပဲနောက်မှာ09တော့ကြည့်ပြီးဒါ AH ကအခုမှ launch လုပ်တာပေါ့နော်မကြသေးဘူး launch လုပ်ထားတာအဲ့တော့9ကိုကြည့်မယ်တော်တော်များများနိုင်ငံခြားနိုင်ငံခြား blogger တွေအကုန်လုံးကလည်းတော်တော်များများဒါ review တွေလာလုပ်ကြတယ်တို့ဒီ ratio ပါပုံစံနဲ့နည်းနည်းလေးရှင်းနေပေါ့နော်နောက်ထိုင်ကုန်မှာလည်းကျွန်တော်တို့ဒီဟိုဟာလေးလောက်ထားတယ်နောက်ဒါအောက်ကလည်း motor နဲ့ပေါ်ကလည်း motor နဲ့ okay သူ့ရဲ့ pin design ကတော်တော်လေးလာတယ်လုံးဝအထက်မှာ crystal လုံးဝ crystal လေးတွေက crystal အတိုင်းလောက်ထားပြီးမိတန်းတွေကတော်တော်လာကျွန်တော်ဆုံးက Audi ဟိုဟာနဲ့တော့မှခက်စီစီလေးနောက်မှလည်းကျွန်တော်တို့ဒီဟိုပါပေါ့ CCS ဒီဘက်က GBD ကောင်းလား CCS ကောင်းလား CCS ကအဲ့လိုမဟုတ်ဘူးလေနော် GBD လာတယ်ဒီဘက်က CCS ဒီဘက်ကတိုက်တယ်မဟုတ်လေဒီကောင်က fast charge နေလေ level 3 charge တို့တာယာကိုလည်း2545 20နှစ်ပေးထားတယ်ဒီအလွိုင်းကြီးရတော်တော်လေးကိုလာတယ်ဒီကျွန်တော်အရင်တော့ဟာဒီယာဒီမှာပါလာတဲ့ပုံစံလိုမျိုးအထဲမှာ009တော့ဖြူအောင်လေးဆောင်းလာကြည့်လိုက်လုံးဝလိုက်တာနဲ့ပုံစံဟိုပြောမယ်ဆိုဆွဲဆောင်မှုရှိတယ်ဆိုတော့ပုံစံမျိုးပေါ့အဲ့လိုဒါဆော့ဆော့ကကျွန်တော်ရိုက်ထားတာဟိုဘက်ကဝင်အောင်ပေါ့ဒါကကျတော့အမဲအောင်မှာအထဲမှာသူက digital နဲ့ကို HUD ကို digital နဲ့ကိုပြလုံးဝအယောင်နဲ့ကို color နဲ့ကိုပြထားတာပေါ့တော်တော်လေးလာတယ်ပြောင်းရင်းပြောင်းသွားတာ900 volt နဲ့ပေါ့နော်ဒါပေမဲ့သူ့ကိုအားသွင်းမှုဆိုရင်9 kW အားသွင်း fast charging ဆက်ရှိဖို့တော့လိုတယ်အဲ့ဒါ900 volt နဲ့တွင်းမှုဆိုရင်အဲ့လိုဟိုဆန်ရတော့ဖွင့်လို့မရတော့မမိုက်အဲ့ဒါတကားတော့ဒီတိုင်းပဲဖွင့်လို့ပြေးလို့ရတယ် nice တွက်ကြည့် nice တွက်ကြည့်